Hello မင်္ဂလာပါမတို့ရေဒီနေ့မှာကျမတို့အတူတကွာပေါ့နော်ပြန်လည်ပြီးတော့ကျမတို့ရဲ့ page မှာ sharing လုပ်ခင်ရတဲ့အတွက်လည်းသူပဲကျေးဇူးတင်ပါတယ်လို့ကြည့်ရှုနေကြတဲ့ audience တွေအားလုံးကိုလည်းမင်္ဂလာပါလို့နှုတ်ဆက်ချင်ပါတယ်ပထမအဆုံးအနေနဲ့ကျမကကိုပြန်ပြီးတော့မိတ်ဆက်သွားချင်တယ်ပေါ့နော်ကျမနာမည်ကတော့မေသက်ခန့်ဟောက်လို့ခေါ်ပါတယ်ကျမက Australia နိုင်ငံမဲဘုံမြို့မှာမိသားစုနဲ့အတူတူနေထိုင်ရင်းနဲ့ full time အလုပ်တစ်ဖက်နဲ့အတူဒီ digital online business လုပ်ငန်းကိုလုပ်ကိုင်နေတဲ့ mentor တယောက်ဖြစ်ပါတယ်လို့digital business လုပ်ငန်းကိုလုပ်ကိုင်ခြင်းတဲ့လူတွေကိုကူညီပေးနေတဲ့အမန်တာတယောက်ဖြစ်ကျမလုပ်ကိုင်နေတာဖြစ်ပါတယ်လို့ဒီနေ့မှာတော့ကျမတို့ညီမ3ယောက်ကနေပြီးတော့ဗောနော်ကျမတို့ရဲ့ live မှာဘယ်လိုမျိုးတွေကျမတို့ရဲ့ mindset ကိုထားတဲ့နေအဓိကကျမတို့ရဲ့ဒီလုပ်ငန်းမှာပဲဖြစ်ဖြစ်ကျမတို့ရဲ့အသက်တာမှာဗောနော်စိတ်ထားကအရန်ကိုအရေးကြီးတာဖြစ်တယ်ဒါကြောင့်မလို့ကျမတို့ဗမာစကားပုံဆိုလို့ရှိရင်လည်းရှိတယ်စိတ်ထားရင်ကိုကြည့်တယ်ဆိုတာမျိုးဗောနော်ဆိုတော့ကျမတို့ရဲ့စိတ်ကထားတတ်မှသာကျမတို့ရဲ့ future အတွက်ပဲဖြစ်ဖြစ်ကျမတို့ရဲ့မိသားစုအတွက်ပဲဖြစ်ဖြစ်အကောင်းဆုံးကိုကျမတို့ကလှုပ်ဆောင်နိုင်မှာဖြစ်တယ်ဒါကြောင့်မို့လို့ကျမအနေနဲ့ပေါ့နော်ပထမဦးဆုံး share လင်းတစ်ခုကိုလုပ်ချင်တာတော့ကျမတို့ရဲ့ဒီ attitude ပေါ့နော်ကျမတို့ရဲ့ attitude ကျမတို့ရဲ့စိတ်ထားလေးကဘယ်လိုထားရမလဲဆိုတာလေးကိုကျမဦးဆုံး sharing လုပ်ချင်ပါတယ်လို့ပထမဦးဆုံးအနေနဲ့ကျမကကျမတို့ရဲ့ဒီအသက်တာပေါ့နော်ဖြစ်လာတဲ့အခြေအနေတွေကိုဆိုလို့ရှိရင်ကျမတို့ကရွေးချယ်လို့မရဘူးဒါပေမဲ့ရရှိလာတဲ့အခြေအနေကိုကြာတော့ဘလို့တုံ့ပြန်လို့ရလဲဆိုတဲ့အရာကတော့ကျမတို့ရွေးချယ်လို့ရတာဖြစ်တယ်ဒါကြောင့်မို့လို့ကျမတို့ကတခုခုတွေးကြုံလာပြီးဆိုလို့ရှိရင်ကျမတို့ကဘလို့တုံ့ပြန်မလဲဥပမာအားဖြင့်ကျမတို့ကျမတို့ဒီတနေ့မှာပေါ့နော်လူတိုင်းကတော့မျိုးစုံတွေ့ကြုံရတဲ့ဒီတွေ့ကြုံရတဲ့အရာတွေကိုကျမတို့က positive အနေနဲ့ပေါ့နော်ကျမတို့စဉ်းစားမယ်ဒီအရာကငါမလုံနိုင်ဘူးဆိုတဲ့အရာမျိုးမဟုတ်ပဲနဲ့ငါစူးစမ်းကြည့်မယ်လုပ်ကြည့်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ကျမတို့ရဲ့အတွေးလေးတွေကစူးစမ်းပြီးလုပ်ကြည့်မယ်ဒါဖြစ်နိုင်တယ်ဆိုတဲ့အတွေးမျိုးနဲ့ကျမတို့ positive အတွေးလေးတွေကျမတို့ရဲ့ mindset လေးတွေကိုကျမတို့ပြောင်းလဲဖို့သင့်တယ်ပေါ့နော်ဒါကြောင့်မလို့ကျမတို့ဒီလိုမျိုးဘာအရာပဲကြုံတွေ့လားကျမတို့ရဲ့လှုပ်ဆောင်မှုကျမတို့ရဲ့သဘောထားတွေကတကယ်လက်တွေ့ဆန်တဲ့အရာမျိုးတွေနဲ့ကျမတို့နိုင်ရှင်ပြီးတော့ကျမတို့ရဲ့အတွေးတွေပြောင်းလဲဖို့လိုအပ်တယ်ဆိုတာကိုကျမsharing လုပ်ချင်ပါတယ်လို့တခါလေးမှာကျမတို့ဆိုလို့ရှိရင်ပင်ပန်းနေပေါ့နော်ကျမတို့မိခင်ဘဝဆိုပြီးခလေးတွေနဲ့ပြီးတော့ကျမဆိုလို့ရှိရင် full time အလုပ်တစ်ဖက်နဲ့ဆိုအရန်ပင်ပန်းတဲ့ခါမျိုးမှာဆိုတော့တခါလေးကြောက်လို့ရှိရင်အုံနောက်ကလည်းဘာမှမစင်းစားနိုင်တော့ဘူးပေါ့နော်စိတ်တိုလာတာမျိုးတွေလည်းရှိတယ်ဒါမျိုးမှာဆိုလို့ရှိရင်ကျမတို့ကအလုပ်လုပ်တဲ့ခါမှာလည်းစိတ်တွေလည်းမကြည်တော့ဘူးအဲ့လိုမျိုးဆိုတော့ကျမတို့ကပြန်ပြီးကိုသုံးသပ်ရမှာဘာကြောင့်ဒီလိုမျိုးတွေဖြစ်နေတာလဲဆိုတာမျိုးတွေပေါ့နော်ဥမာကျမတို့ကဒီအလုပ်လုပ်တယ်ဆိုလို့ရှိရင်လည်းဘာဖြစ်လို့ဒီအလုပ်လို့လုပ်တာလဲကိုရဲ့ wine လေးပေါ့နော်ပြန်စဉ်းစားမယ်ဆိုလို့ရှိရင်ဒီကိုကလောက်ရတဲ့ရည်ရွယ်ချက်ကျမဆိုလို့ရှိရင်အလုံးနှစ်ခုလောက်တယ်ဒီအလုံးနှစ်ခုလောက်ရတဲ့ရည်ရွယ်ချက်ကတခါတလေမှာပင်ပန်းပေမဲ့လည်းကိုရဲ့ရည်ရွယ်ချက်ကိုပြန်စဉ်းစားလိုက်တဲ့အခါပေါ့နော်ကိုရဲ့မိသားစုအတွက်ကိုကအလုံးလောက်တာဖြစ်တယ်ကိုရဲ့သားသမီးတွေအတွက်ကိုကအလုံးလောက်တာဖြစ်တယ်ဆိုတဲ့ခံစားချက်ပြောင်းသွားလို့ရှိရင်ကျမတို့ရဲ့လှုပ်ဆောင်မှုတွေကလည်းအားလုံးကပြောင်းလဲသွားပြီးတော့ကျမတို့ရဲ့တနေ့တာအသက်ရှင်ရတဲ့အရာမှလည်းပို့ပြီးတော့ energy တွေပို့ပြီးတော့ဖြစ်လာမယ်ဆိုတာကိုကျမ share လုပ်ချင်ပါတယ်လို့ဒါကြောင့်မို့လို့ဘာပဲလုပ်ဘယ်အရာပဲစဉ်းစားပေါ့နော် positive thinking လေးနဲ့ကျမတို့ရဲ့စိတ်ထားလေးတွေကိုပြောင်းလဲပြီးတော့စဉ်းစားမယ်ဆိုလို့ရှိရင်တော့အောင်မြင်မှုတွေကပို့ပြီးတော့ရလာမှာဖြစ်ပါတယ်လို့ sharing လုပ်ချင်ပါတယ်အခုဆက်ပြီးတော့ကျမတို့ရဲ့ဒီ live လေးမှာပေါ့နော်ဆက်ပြီး sharing လုပ်ဖို့အတွက်မဆန်နီကိုဖိတ်ခေါ်ပါတယ်လို့အမရဲ့ဒီ mindset နဲ့ပတ်သက်ပြီးတော့ပေါ့နော် sharing လုပ်မဲ့အရာလေးကိုပြောပြပေးဖို့ဖိတ်ခေါ်ပါတယ်မကြီးကျေးဇူးတင်ပါတယ်လို့ဆိုတော့ကျမတို့တွေကလည်းပဲအခုတော်လို့တတ်လို့တွေဒါတွေပြောနေမှာမဟုတ်ပါဘူးလို့ကိုလည်းလေ့လာတဲ့အရာလေးတွေပေါ့နော်ကိုနေ့တူကကိုကြုံနေတဲ့အရာလေ့လာတဲ့အရာလေးပြောပြီးတော့မှ share ဖြစ်ပါတယ်လို့ကျမကတော့ Sanrote Sunny လို့ခေါ်တဲ့ Washington DC မှာမိသားစုနဲ့အတူပဲနေထိုင်ပြီးတော့မှ digital စီးပွားရေးလုပ်ငန်းကိုအချိန်ပိုင်းလုပ်နေတာဖြစ်ပါတယ်လို့ပြောပြချင်ပါတယ်ကျမပြောချင်တဲ့အရာလေးကဘာလဲဆိုတော့ the power of self belief ပေါ့နော်ဆိုတော့အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှပြောမယ်ဆိုလို့ရှင်တော့ကိုယုံကြည်မှုရှိတဲ့အရာဆိုလို့ရှိရင်တဲ့ super power တစ်ခုနဲ့တူတယ်တဲ့အဲ့လိုပြောတယ်ပေါ့နော်ပြီးတော့မှအဲ့လိုမျိုးယုံကြည်ကိုယုံကြည်တဲ့စွမ်းရည်ဟာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့စွမ်းရည်ဟာကိုယ့်ရဲ့ယုံကြည်မှုနဲ့ပဲဆိုင်နေတဲ့မြင့်လုံနိုင်တယ်ဆိုလို့ရှိရင်အဲ့ဒီရဲ့ယုံကြည်မှုပေါ့နော်ရှိတယ်ဆိုလို့ရှိရင်လည်းကိုလုပ်တဲ့အရာကခရီးတစ်ဝက်ကိုရောက်ပြီးဆိုပြီးတော့မှ
နာမည်ကြီးစကားပုံတစ်ခုမှလည်းရေးထားတာကိုဒါကျွန်မလေ့လာတွေ့ရတယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ရက်လက်နဲ့မဆိုင်ဘူးတဲ့ကိုယ့်ရဲ့ခရီးပေါ့နော်ဖြစ်ချင်တဲ့အရာကိုယ့်ရဲ့ကြီးပြင်းလာတဲ့အရာပေါ့နော်လှုပ်တဲ့အရာတိုင်းနဲ့ဆိုင်ဖြစ်ပါတယ်တဲ့နောက်တစ်ခုကကြတော့ဗာလဲဆိုတဲ့ခါကျတော့ကိုဂတိတီပေါ့နော်ကိုဂတိတီပါတဲ့ဂတိတီတဲ့ခါမှာတဲ့ဂတိတီပြီးမှကိုလှုပ်ခဲ့တယ်ဆိုလို့ရှိရင်တဲ့သေးငယ်တဲ့အရာလှုပ်တိုင်းမှာလည်းပဲကိုယ့်ရဲ့အုံနောက်ကကိုယုံကြည်မှုရှိတယ်တဲ့အဲ့လိုပြောတယ်ပေါ့နော်ဆိုတော့ဒါတွေကလိလာတဲ့အရာဆိုတော့ကျမတို့ကိုဂတိတီဖို့အတွက်လည်းလူတာဖြစ်တယ်ဆိုတော့ဂတိတီပြီးတော့မှကိုဂတိအားငါဒါလုပ်မယ်ဒီတော့ဖြစ်မယ်လုပ်ပြလုပ်မယ်ဆိုမှကိုဂတိပေးထားပြီးတော့မှလုပ်မယ်ပေါ့နော်ဆုံးဖြတ်ချက်ပြီးလုပ်တဲ့အရာတက်သေးလေးပဲဖြစ်ပါစေကြီးပဲဖြစ်ပါစေဆိုတော့ဒီတက်သေးလေးဖြစ်ရင်တော့မှကိုယ့်ရဲ့အုံနောက်ကနေကိုယုံကြည်မှုရှိနေတာဖြစ်တယ်အလိုနေပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်အောင်ကကိုတီးဆောက်ရတာဖြစ်တယ်ဆိုတော့အဲ့လိုမျိုးတီးဆောက်တဲ့ခါဆိုကိုယုံကြည်မှုပို့ပြီးတော့မှရရှိလာတာဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောပြချင်တယ်နောက်တစ်ခုကကြတော့ယုံကြည်မှုကတဲ့ကိုနဲ့ပဲဆိုင်နေပေါ့နော်ဆိုတော့မာနကြီးရတယ်လည်းမဆိုင်ဘူးတဲ့ချွတ်ကြတော့အယမာနကြီးရယ်ဆိုတော့ဒါမျိုးလေအဲ့လိုမျိုးတွေရှိပေမဲ့ဒါနဲ့မဆိုင်ဘူးတဲ့ကိုပဲယုံကြည်မှုကိုဘလောက်ကိုယုံကြည်နေတယ်လဲဆိုတော့အဲ့ဒီပုံမှာဆိုင်တာဖြစ်တယ်တဲ့ဆိုတော့ကိုမလုံနိုင်တဲ့အရာကိုထားပြီးတော့မှလုံနိုင်တဲ့အရာကိုပေါ့နော်အာယုံစိုက်ပြီးတော့မှတဲ့လှုပ်ဆောင်ပါတဲ့ဆိုတော့အဲ့လိုမျိုးအာယုံစိုက်ပြီးတော့မှကိုလုံနိုင်တဲ့အရာလှုပ်ဆောင်ပြီးအောင်မြင်သွားတဲ့ခါကျကိုယုံကြည်မှုလည်းပြန်ပြီးတော့မှတိုးလာတယ်ပေါ့နော်ဆိုတော့ဒါတွေကယုံကြည်မှုတိုးလာအောင်တည်ဆောက်နေတဲ့အရာလေးပဲဖြစ်ပါတယ်တဲ့ဆိုတော့နောက်တစ်ခုကကြတော့အရေးကြီးတဲ့အချက်ကဘာလဲဆိုတော့အပြုတဘောဆောင်တဲ့သူတွေနဲ့ကိုတဲ့ကိုဝိုင်းရံထားပါတဲ့ဆိုတော့ဒါအရေးကြီးပါတယ်ဆိုတော့ negative တွေပဲပြောနေမယ်ဆိုလို့ရှိရင်ကိုကလေကိုယ့်ရဲ့အတွေးခေါ်တွေရောကိုယ့်ရဲ့ mindset တွေအကုန်လုံးကလေနော်ဆိုတော့အနုတ်လက္ခဏာတွေဖြစ်သွားမှာဖြစ်တယ်ဒါကြောင့်မလို့အပြုတဘောဆောင်တဲ့လူပေါ့နော်ဆိုတော့ဒီ positive mindset တွေဆောင်တဲ့လူနဲ့ကိုကဝိုင်းရံထားမယ်ဆိုလို့ရှိရင်ကိုကအမြဲတမ်းပဲကို့မှာ positive ဖြစ်ပြီးတော့ကိုယုံကြည်မှုလည်းပို့ပြီးတော့မှတိုးလာမှာဖြစ်ပါတယ်တဲ့ဆိုတော့အဲ့လိုမျိုးကိုယုံကြည်မှုတွေတိဆောက်ဖို့ရတဲ့အရေးကြီးတဲ့အရာလေးနောက်တစ်ခုရှိသေးတယ်ဘာလဲဆိုကိုယ့်ရဲ့ခန္ဓာကိုယ်ကိုလည်းပဲဂရုစိုက်ရမယ်တဲ့ဆိုတော့ကျမ်းမာနေတဲ့ခါကျတော့မှလည်းပဲเนาะလုံနိုင်ကိုင်းနိုင်မယ်ဆိုတော့ဒီယုံကြည်ချက်ကလေကိုယ့်စီမှာအပြည့်ရှိရဖြစ်တယ်ပေါ့เนาะဆိုတော့ကိုကျမ်းမာအောင်လဲဂရုစိုက်ရမယ်စိတ်ပိုင်းဆိုင်ရာကျမ်းမာအောင်ဂရုစိုက်ရမယ်ခန္ဓာပိုင်းဆိုင်ရာကျမ်းမာအောင်ဂရုစိုက်ရမှာဖြစ်ပါတယ်လို့နောက်တစ်ခုကကြတော့ကြာရှုံးမှုရှိသွားတယ်ဆိုလို့ရှိရင်ပေါ့เนาะအဲ့ဒီဟာငါရှုံးသွားပြီဆိုတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ပေါ့เนาะဒါကတော့ပြောမယ်ဆိုရင်နောက်ထပ်ခြေတလန်းဆုပ်လိုက်တဲ့ဟာနောက်ထပ်ခြေနှစ်လန်းပေါ့နော်အရှိကိုသွားဖို့ရအတွက်ဖြစ်တယ်ပေါ့နော်ဆိုတော့နောက်ပြန်ဆုပ်တဲ့အရာဖြစ်တယ်အရှိကိုတိုးတက်ဖို့ရအတွက်ဒါကတော့ကိုကလုံနေတယ်ဆိုတဲ့အရာကိုကိုကအဲ့လိုမျိုးစိတ်နှလုံးသားထဲမှာအဲ့လိုပဲရှုမြင်ပြီးတော့အဲ့လိုပဲမှတ်ယူရမယ်တဲ့ဆိုတော့နောက်အရေးကြီးဆုံးအချက်လေးကိုပြောချင်တယ်အဲ့ဒါကဘာလဲဆိုတဲ့အခါကျတော့နေ့စဉ်တိုင်းမှာပေါ့နော်ကိုလှုပ်တဲ့အရာလေးတွေကိုရှိတယ်ဆိုလို့ရှိရင်အနည်းဆုံးပေါ့နော်3ခုလောက်ဖြစ်ပေါ့နော်တစ်ခုလောက်ဖြစ်ကိုကရေးမှတ်ထားပါတဲ့ကိုလှုပ်တဲ့အရာကိုကောင်းတဲ့အရာလှုပ်တဲ့အရာကိုရေးမှတ်ထားပါတဲ့အဲ့လိုမျိုးရေးမှတ်ထားတယ်ဆိုလို့ရှိရင်ပေါ့နော်နောက်တစ်ခုကိုကလှုပ်ဆောင်တယ်ဆိုလို့ရှိရင်တန်တရားတွေဝင်လာတယ်ဆိုလို့ရှိရင်အဲ့ဒီရက်ကိုရေးမှတ်ထားတယ်ပေါ့နော်အဲ့ဒီမတ်စုတွေဒီဟာတွေကတဲ့ကိုပြန်ပြီးတော့မှအတိမတ်ပြုတဲ့အရာတွေဖြစ်တယ်ဆိုတက်သေးရတယ်ပေါ့နော်ဆိုတဲ့ခါကျတော့ဒါတွေကိုပြန်ကြည့်ချင်းအပြည့်ကိုကဒီလိုလုံနိုင်ခဲ့ပါလားဆိုတဲ့အတိမတ်ပြုတွေရှိပြီးတော့မှကိုယုံကြည်မှုကိုပြန်ပြီးတော့မှတိုးစေတာဖြစ်ပါတယ်တဲ့ဆိုတော့ကိုယ့်ရဲ့ဘဝမှာဆိုလို့ရှိရင်လေပေါ့နော်တကယ်ပဲလက်တွေ့ကြတဲ့ရည်မှန်းချက်တွေနဲ့ကျမတို့ချက်မှတ်ပြီးတော့မှလှုပ်ဆောင်သွားဖို့ရအတွက်လိုအပ်တာဖြစ်တယ်စိတ်ကူးရင်ဆန်တဲ့ဟာကြီးပဲစိတ်ကူးရင်ဒီမှာမျောနေတာမျိုးမဟုတ်ဘူးနော်တကယ်လက်တွေ့လဲလုံနိုင်တယ်ခုနကျမပြောသလိုပဲပေါ့နော်ကိုတတ်နိုင်တဲ့အရာလေးတွေဒါတွေကိုတဖြည်းဖြည်းနဲ့ကိုကစီမံကိန်းချကိုရရှိတာဖြစ်တယ်မိမိကိုယ်ကိုပို့ပြီးတော့မှတိုးတက်ယုံကြည်မှုလည်းပဲကြီးထွားလာတာဖြစ်ပါတယ်လို့ဒီဟာလေးကို sharing လုပ်ပေးချင်ပါတယ်ညီမလေးဂျူလီယာအဆင်ပြေလားဟုတ်ကဲ့အရှိရနော်ဒီနေ့အမနီယာပြောတာကြားရလားမသိဘူးနော်ဒီနေ့ပေါ့နော်အမနီယာပြောသွားတာရန်ကိုပြေဆုံးနေပါပြီလို့အများကြီးပဲကျမတို့ဘဝမှာပေါ့နေ့စဉ်နေ့တိုင်းပေါ့နော်
အတစ်တွေတင်ယူရတယ်ပေါ့နော်အဲ့လိုတင်ယူရင်းနဲ့ပဲလေ့လာရင်းနဲ့ပဲတနေ့ထက်တနေ့ကျမတို့ step by step တိုးတက်သွားဖို့ကျမတို့လိုအပ်တာဖြစ်တယ်ကျမနာမည်ကတော့ Julia Tangbao ဖြစ်တယ်လက်ရှိမှာ Better Creek Michigan United States မှာနေထိုင်နေမှာပေါ့နော်တာသမီ9ယောက်နဲ့ digital business ကိုလုပ်ကိုင်နေတဲ့ owner တစ်ယောက်ဖြစ်လို့ကျမကဲတော့လောက်ကိုင်ချင်တဲ့လူတွေကိုလက်တွဲခေါ်ဆောင်ပေးတဲ့ mentor တစ်ယောက်ဖြစ်ပါတယ်လို့ဒီနေ့မှာပေါ့နော်ကျမတို့ခါတိုင်းဆိုရင်တော့ဒီ group layer ပေါ့နော်ဟို Friday night မှာလောက်တာများတယ်ဒါပေမဲ့ဒီ Monday မှာကျမတို့ဒီနေ့ကနေစပြီးမှလောက်တဲ့အတွက်ကြောင့်ပေါ့နော်ကျမလည်းရန်ဝမ်းသာတယ်ခါလေကြရင်ကျမတို့အမေရိကန်မှာလည်းပေါ့နော်နောက်တိုင်းနေမှာရောက်တဲ့ခါကျတော့ live တွေအရန် busy တဲ့ schedule တွေနဲ့ပေါ့နော်အများအားပြည့်နှက်နေတဲ့ခါကျတော့ကျမတို့တခုခုဆိုရင် missing ဖြစ်ဖို့အရန်လွယ်ကူတယ်အဲ့လိုပဲပေါ့နော်ကျမဘဝမှာလည်းအရေးကြီးတဲ့ဟာတင်ယူလေ့လာနေစေပေါ့နော်ဖြစ်တဲ့ဟာလေးတစ်ခုကိုဒီနေ့မှာအားလုံးကို sharing လုပ်ချင်ပါတယ်လို့ကျမဘာပြောချင်လဲဆိုတော့ပေါ့နော်အခုချက်ချင်းလုံနိုင်တဲ့ကိစ္စကိုပေါ့နော်ချက်ချင်းထားလို့ပါအချိန်မဆွဲပါနဲ့အချိန်ဆွဲခြင်းကမကောင်းပါဘူးဆိုတဲ့အကြောင်းလေးပေါ့နော်ကျမကကလေး9ယောက်ရှိတဲ့ခါကျပေါ့တခုခုဆိုရင်ကိုက busy တယ်ဆိုရင်မှပေါ့နော်အကြောင်းပြပြီးမှအမြဲတမ်းအချိန်ဆွဲတတ်တယ်ကိုလည်းပေါ့နော်လုံနိုင်တဲ့ကိစ္စကိုချက်ချင်းမလုပ်ဘူးနောက်နေ့မှထားလိုက်ပါနောက်နေ့မှထားလိုက်ပါအဲ့လိုမျိုးတွေနဲ့ကြာလာတော့ဘာဖြစ်လာလဲဆိုတော့အရန်ကိုစုပုံလာတယ်စုပုံလာတဲ့ခါကျတော့နောက်မှကိုကမတက်နိုင်တော့ဘူးမလိုက်နိုင်တော့ဘူးเนาะဒါတွေကိုအရန်များတဲ့ခါကျမဖြေရှင်းနိုင်တဲ့ခါကျနောက်ဆုံးဘယ်သူပဲဒုက္ခရောက်လဲဆိုတော့ကိုယ်ပဲဒုက္ခရောက်တယ်ပေါ့နော်ကိုယ်ပဲဟာခေါင်းနေ6ရတယ်ဟိုတခုခုဧည့်သည်လာမယ်ဆိုတော့ emergency ဘာလို့မှမသိအဲ့လိုမျိုးအမြဲတမ်းပြဿနာတွေကြုံရတတ်တယ်เนาะကျမတို့မေမေတွေဆိုအားလုံးနားလည်ကြမှာပါအဲ့လိုပဲအဲ့ဒါကြောင့်မို့ပေါ့နော်ကျမဘဝရဲ့အခြေခံနဲ့ပတ်သက်ပြီးမှပေါ့နော်ဖြစ်တဲ့အကြောင်းအရာလေးတွေနဲ့ဆက်ဆိုင်တဲ့ခေါင်းစဉ်လေးကိုကျမဒီနေ့ရွေးထားတယ်တကယ်လို့မိတ်ဆွေတို့လည်းဟိုစားတူညီတဲ့ကျမလိုပဲတူညီမှုတွေဖြစ်တယ်ဆိုရင်ကျမကဲတို့ပေါ့နော်တင်ယူလေ့လာပြီးမှခြေလန်းဆက်လန်းဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းလေးကိုတိုက်တွန်းချင်ပါတယ်လို့ဒီနေ့လောက်ကင်နိုင်တဲ့ကိစ္စတစ်ခုခုဥပမာကျမတို့မနေ့အိယာထားတယ်အိယာသိမ့်မယ်ဆိုရင်ဟာပြီးမှဒါလေးလုပ်ပြီးမှလုပ်လိုက်မယ်ဆိုရင်တနေ့ကုန်မသိမ့်ဖြစ်တော့အဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့လိုအချိန်မဆွဲပါနဲ့အချိန်မဆွဲဘဲနဲ့အခုလောက်ကင်နိုင်အိယာသိမ့်တယ်ဆိုဘာမှကြောင်9မိနစ်ပဲသိမ့်လိုက်တယ်ဆိုရင်ကျမတို့ဘဝမှာနေရာလေးလည်းရှင်းရှင်းလင်းလင်းဖြစ်သွားတဲ့ခါကျပို့ပြီးစိတ်ကြည်တယ်မိမဒါလုံနိုင်တယ်ဆိုနောက်တစ်ခုလည်းပို့လုံနိုင်ဖို့ step ကလေအဲ့လိုမျိုးသွားတာဖြစ်တယ်တစ်ခုမလုပ်ဘူးဆိုအားလုံးက behind ဖြစ်လာတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ပေါ့နော်တစ်ခုပြီးတစ်ခုလှုပ်เสียနှစ်ခုကို့မှာလူတိုင်းမှာ choice အမြဲတမ်းနှစ်ခုရှိရလှုပ်ချင်လားမလှုပ်ချင်လားဒါပျော်ချင်လားဝမ်းနည်းချင်လားဆိုတာလေကိုယ့်ရဲ့ရွေးချယ်ပိုင်ခွင့်မှရှိတယ်ပတ်ဝန်းကျင်တွေကတော့အမျိုးမျိုးကိုဘဝကိုလာလောက်မှာပဲဒါပေမဲ့ကိုကနော်ကိုရွေးချယ်ပြီးလောက်မှာပဲကိုကရမှာဖြစ်တယ်ကိုကတော့ပတ်ဝန်းကျင်ပြောတဲ့အတိုင်းပဲဟုတ်ပါတယ်ဆိုထိုင်နေမယ်ဆိုတော့သူတို့ပြောတဲ့အတိုင်းပဲကိုကဖြစ်သွားမှာဖြစ်တယ်အဲ့ဒါကြောင့်မို့ပေါ့နော်ကိုဘဝကိုတိုးတက်ချင်တယ်ဆိုရင်ပတ်ဝန်းကျင်ပြောတာတွေကိုကျမတို့ကယူမဆိုင်ပဲနဲ့ကိုရဲ့ရွေးချယ်မှုနဲ့ကိုလောက်ကင်ပြီးမှအသက်ရှင်တတ်ဖို့လိုအပ်တယ်လို့ဒါပေမဲ့အဲ့ဒီဟာကိုလှုပ်ဖို့ရန်လဲကျမ schedule ဆွဲဖို့လိုအပ်တယ်เนาะကိုဘဝမှာအချိန်စရာလေးမဆွဲထားဘူးဆိုရင်ကျမတို့ကဟာအလုတ်ရှုပ်တယ်နေ့တိုင်းဒီလိုပဲတရက်ပြီးတရက်ကုံဆုံးသွားမယ်ကျမတို့အခုဆိုရင်မေလာရောက်နေပြီဒီတစ်နှစ်လုံးဆိုရင်အခုမှညူရရောက်တယ်လို့စိတ်ထဲမှာခံစားပေမဲ့9လမြောက်ဖြစ်နေပြီပေါ့နော်အဲ့ဒါဆိုကိုဘဝမှာဘာတွေဖြစ်နေပြီလဲဘာတွေလှုပ်ဆောင်ပြီးပြီလဲအဲ့လိုမျိုးပေါ့နော်အကျိုးမဲ့အချိန်ကိုမကုန်စေဘဲနဲ့ schedule လေးဆွဲမှသွားတယ်ဆိုရင်ကျမတို့တနေ့လောက်ကင်နေဆိုရင်မတိတာပဲမဲ့ပေါ့နော်ခြေလန်းတလန်းလောက်သွားပေမဲ့တစ်လကျော်ရင်တစ်နှစ်ကျော်ရင်ကျမတို့အများကြီးတိုးတက်မှုကိုလူတိုင်းခံစားရမှာဖြစ်တယ်ကျမလည်းအဲ့လိုပဲခံစားခဲ့ရတဲ့အတွက်ကြောင့်ပေါ့နော်အဲ့လိုမျိုးအချိန်စရာဆွဲခြင်းအပြင်ဒီနေ့ဘာအရေးကြီးဆုံးလဲမလုံမကန်ရမယ်မလုံမနေရမယ်အရာကိုပထမဦးဆုံးထားမယ်ဒါမှအရေးကြီးတယ်ဆိုတဲ့ဟာကိုဒုတိယထားမယ်ဒါမှလှုပ်ရှားရှိတဲ့ဟာလေးတွေဒီလိုအချက်လေးရေးခြင်းအပြင်ကျမတို့ဘာမှပို့ပြီးမှပေါ့နော်ကိုယ့်ရဲ့ဘဝနေ့စဉ်မှာအသက်ရှင်ရလဲပိုပြီးလွယ်ကူလာမယ်ဒါမှသားသမီးတွေအတွက်လည်းဘာမှ missing လည်းမဖြစ်ဘူးလုပ်ငန်းအတွက်လည်းကိုက manage လုပ်နိုင်လာမယ်အဲ့လိုမျိုးဆိုကိုငါလုပ်နိုင်လာပြီဆိုပြီးမှအဲ့လိုမျိုးပေါ့နော်တခါလေကြာနေချီးကျူးပေးဖို့လိုအပ်တယ်ကိုလုတ်ကင်ဆောင်ရတဲ့
အရာတွေကိုအောင်မြင်မှုတေးသေးလေးရပြီဆိုရင်လည်းပေါ့နော်အရင်ကနဲ့မတူတဲ့ပြောင်းလဲမှုတစ်ခုခုဖြစ်ပြီဆိုရင်ကိုယ့်အကိုပေါ့နော်တော်လိုက်တာဆိုရင်မှချီကျူးပေးပါဒါမှဆက်လှုပ်ဆောင်သွားပါပေါ့နော်ပတ်ဝန်းကျင်ကဘလို့ပဲပြောကိုယ့်ရဲ့ရွေးချယ်မှုအတိုင်းဆက်လက်လှုပ်ဆောင်ဖို့လိုအပ်တယ်ဘာလို့လဲဆိုအကျင့်ကောင်းတစ်ခုဆိုတာပေါ့နော်ကျမတို့လောက်ကင်နေတဲ့ပုံမှန်လောက်တဲ့ဟာမဟုတ်ဘူးဆိုရင်အကျင့်ဖြစ်ဖို့ကခက်တယ်ပေါ့နော်တခါလေကြာ၄-၅ လလောက်ရင်တော့မဆွဲနိုင်ဘူးကောင်းတဲ့အကျင့်တွေကဆွဲဖို့ခက်တဲ့ခါကြတော့ပေါ့နော်ကျမတို့စိတ်တက်မကြပဲနဲ့ခြေလန်းလှမ်းဖို့လိုအပ်တယ်ဒါမှအခုလှုပ်ဆောင်ဆရာရှိတာကိုအခုလှုပ်ဖို့ရန်အရောက်စီတိုင်းကိုတိုက်တွန်းပါတယ်တကယ်လို့အခုကျမတို့လိုပေါ့နော်business owner မေတွေဒီမှာ3ယောက်လုံးကဖြစ်ကြတယ်ကျမတို့အလုပ်တွေလည်းအများတခြားဟာတွေလည်းရှိတဲ့အပြင်ဒီလုပ်ငန်းလေးကိုလည်းတစ်ဖက်တစ်လမ်းကနေဝင်ငွေရအောင်ကျမတို့လောက်ကင်ဆောင်ရွက်နေကြတယ်ဆိုတော့ပေါ့နော်ဒီလိုမျိုးကျမတို့လို group ထဲကိုလည်းပေါ့နော်အတူတူ business join ဖို့ရန်စိတ်ဝင်စားတယ်ဆိုရင်လည်းအားလုံးကိုဖိတ်ခေါ်ပါတယ်ကျမတို့ကနေလက်တွဲခေါ်ဆောင်ပေးဖို့ရန်လည်းအသင့်ပါပဲလို့ကျေးဇူးပါဟုတ်ကဲ့ပါဒီနေ့မှာဆိုလို့ရှိရင်တော့ကျမတို့ညီမ3ယောက်ကနေပြီးတော့ကျမတို့ရဲ့အသက်တာမှာဘယ်လိုမျိုး mindset တွေထားပြီးတော့အသက်ရှင်တင်နေဆိုတဲ့အရာလေးတွေကျမတို့ရဲ့ခံစားချက်လေးနဲ့ကျမတို့တည်တလောက် share တွေလုပ်သွားတာဖြစ်ပါတယ်လို့ဒါကြောင့်မလို့ page အတီးတီးမှာကြည့်ကြတဲ့မိတ်ဆွေတငယ်ချင်းတွေကလည်းကျမတို့ပြောတာတွေကိုခွန်အားရတယ်ဆိုလို့ရှိရင်လည်းခွန်အားရတယ်ဆိုတဲ့အကြောင်းဒါမှမဟုတ်မိတ်ဆွေတို့ကလည်းခံစားရတဲ့အရာလေးတွေကို share လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းကျမတို့ရဲ့ဒီ live လေးရဲ့အောက်မှာ like လေးတွေ comment လေးတွေပေးပြီးတော့ share လုပ်သွားလို့ရပါတယ်လို့ဒီနေ့ like လေးကိုတော့ဒီနေ့တဲ့ဆုံးသက်ချင်အခုချိန်မှာပဲဆုံးသက်ချင်ပါတယ်လို့ပြောချင်ပါတယ်နောက် like တွေမှာပြန်ဆောင်ကြပါမယ် thank you ပါ bye ဒီနေ့တော့မြန်ဆန်တက်ကြ